အားလုံးမင်္ဂလာပါဗျကျွန်တော်ဒီမှာပကံစင်ပေါ့တော့ပကံစင်ဆိုမှလည်းစာအုပ်စင်လောက်လို့ရတယ်အရင်ကတော့စစ်ကြောင်းသားတွေကတရားကိုစာအုပ်တင်ကြတာပေါ့နော်သူကတင်မောစစ်တုပ်ပြီးတော့ကျွန်းလေးဖြစ်တယ်ဆိုတော့တက်တက်ရက်လေးဖြစ်တယ်ဘောကလည်းစင်ဒီမှာလေးစရိုးဝင်ထားတာဆိုတော့လေစစ်ချစ်ကလေးနဲ့လူတော့တက်လို့ရတဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့သူက9ဆင်းခင်ဗျ9ဆင်းကျွန်းနဲ့လောက်တာဒီမှာကျတော့4ဆင်းခင်ဗျအမ4ဆင်းဒါဆိုလို့ရှိရင်တော့3ဆင်းဗျဒီကကျတော့ခဏစင်လုံးလေးခေါ်တယ်စာအုပ်စင်လုံးလေးခေါ်တယ်ပကံစင်လုံးလေးခေါ်တယ်ပေါ့နော်ဘာမှမတုံးရသေးတဲ့ခါကျတော့ကိုကြိုက်တဲ့ဟာတင်တဲ့ခါကျတင်တဲ့ပစ္စည်းရဲ့နာမည်နဲ့တစ်ခါကောက်တက်လည်းရတယ်ပေါ့နော်အဲ့တော့3စင်ဒါကြလည်းမစင်3စင်ဒီကမှ3စင်အသေးဒီမှာတော့3စင်မှာတော့အကြီးဘိုးတွေပါတယ်တင်လို့ရဒါဆိုကျွန်တော်အခုနောက်ပိုင်းတော့သူကအိမ်နေရတဲ့အခက်အခဲဖြစ်တဲ့ခါကျဒီလိုမမြင်လေးတုံးယူရတာပေါ့နော်ဒါ5စင်မမယ်ဆိုတော့ဒါလေးအစင်းရပြီလို့ဒါကတော့ daily app ပြမှရမယ်နော်တာခါတော့ပြရတယ်တော့လာဝင်တော့အဆင်ပြေမယ်ခင်ဗျအားလုံးကျေးဇူးပါဗျ